တိုင်းလေးပဲ damage တွေကလုံးဖို့တော့ကြိုးစားအောင်မယ်လက် play ပေးထားတဲ့ဂျာရဲ့မှာတော့သူ့အနေနဲ့ net front line ထဲမှာတောင်းထားပြီးတော့စီကွန်တော့ dance got the retribution ကဲတော့ lucky ပြန်လာပြီးတော့လိုက်ကြိုးစားမကေးစေမတဲ့တောင်းလိုက်ကြာနောက်မှပြန်ပြ3 1ဆိုတော့ဝင်တော့ခေါင်းနေတယ် cross ball ကန်ဆယ်ထားသေးတယ်အောက်မှာလည်း east ကောပါချက်ပေးလိုက်ရရင်ဒီမှာ2 man တောင်းဆိုတဲ့ပဒေတစ်ခုမှာတော့ fake တော့ရောက်တယ်ထပ်ပြီးတော့ဖိုင်းရပါအောင်ပဲဗျာတော့ objective ကိုတော့ကြားခဲ့တယ်ဒါပေမဲ့ဒီချိန်မှာ hero game နှစ်ကောင်တော့ပေးထားသေးတယ်ဗျာအဲ့တော့ limit pressure တွေအရင်မရှိဘူးဆိုရင်မလို့ T7 အနေနဲ့ second 30ဆိုတဲ့ timing တစ်ခုကိုဒီချိန်မှာတောင်းထားနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ KH အနေနဲ့တကယ်ကြီးကတော့ဝင်ပေးသွားတယ်ကွက်တီနေပဲဗျာဟုတ်ကဲ့ဆိုတော့ဒီချိန်မှာတော့ second 30ဒီတော့ second 30နီးပါးမှာမလို့ပြန်ပြီးတော့တစ်ဖက်မလဲ Falcon ရဲ့သွေးတင်းမဲ့တွေပြန်ဆောင်ဖို့အတွက်ကတော့လိုအပ်ချက်တော့ရှိနေသေးတယ်ဗျာတက်လိုက်ပြီးရတော့မီလီယံခရီးတွေဒါပေမဲ့တော့ဒီချိန်ကဆက်တော့ Brian May ဒီပေါ်တော့ရှိနေသေးတယ်ဒါပေမဲ့လည်းဒီချိန်မှာတော့ကျွန်တော်လွတ်မြောက်ခွင့်ရရှိနေတဲ့စီနေတိုင်းတော့ဒီမှာ Dave ကတော့ Day Cutting လုပ်ဖို့တော့ကြိုးစားနေတယ်အပေါ်မှာတက်လိုက်ခရီးတော့တွေ့နေမယ်အပါတော့ Guardian ရောက်လာခဲ့ပြီဒီချိန်မှာဒါတော့ခလတော့ချက်ချိုးရတယ်မယ် Crazy ဆိုရလာခုနေတော့နောက်တဲ့စင်ကိုတန်လန်းလို့သွားခဲ့ပဲဖြစ်ပါတယ် T7 regular season နဲ့ဟိုရခဲ့တဲ့အချိန်အဟုန်တွေအားလုံးဒီချိန်မှာတော့သူတို့အတွက်ပထမဆုံး MCD ကိုသွားဖို့အတွက်အိမ်မက်တွေအကုန်လုံးတော့ရှင်းတန်ဖို့အတွက်ဒီလိုမျိုးတော့ပိုင်နေဆိုတဲ့အရာကိုအရင်ဆုံးတော့ပြပြနိုင်ခဲ့ပြီဖြစ်ပါတယ်